ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟင်ကန်ဖြစ်ပါတယ်ကျွန်တော်နောက်ခါကျရင် Mobile Legends ဗီဒီယိုလေးတွေကိုစတိုက်သင်ပေးနေပါပဲပါနော်အခုတလို့ကျွန်တော် Mobile Legends ကိုမတင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်မတင်ဖြစ်တာလို့ပဲပြောမှာဆိုတော့ Mobile Legends ဗီဒီယိုလေးတွေကိုကျွန်တော်တင်ပေးပါမယ်နောက်ခါကျရင်ဒီမှာရဲ့ဗီဒီယိုတွေမကပဲပဲเนาะကျွန်တော်နောက်ထပ်ဗီဒီယိုကောင်းလေးကိုလည်းကျွန်တော်တင်ပေးနိုင်အောင်ကြိုးရပါမယ်ကျွန်တော်ပုံလေးတွေကိုလည်းဆွဲပြီးတော့ကျွန်တော်ပုံလေးတွေကိုလည်းကျွန်တော်တင်ပေးပါမယ်เนาะ short အနေနဲ့ရောကျွန်တော်တို့ဗီဒီယိုအနေနဲ့ရောတင်ပေးပါမယ်အခုတော့ကျွန်တော်မစော့ပြတော့ပါဘူး Mobile Legends game တွေကိုတစ်ချက်ဝင်လိုက်ပါမယ်เนาะဒါတော့တိတ်မကောင်းဘူးMobile Legends game တွေကိုတစ်ချက်ဝင်လိုက်ပါမယ်ကြိုက်တော့ဘာမလုပ်တော့အဲ့တော့ဘာလို့ကနိုင်မှာပေါ်လိုက်မှာကျွန်တော်ကတော့အများမရှိသေးပါဘူးကျွန်တော်ရဲ့အကောင့်ကိုအချင်လဲကျွန်တော်ပြောပြပေးထားပါပဲကျွန်တော်ရဲ့အကောင့်ကိုဒီမှာဝင်ကြည့်သွားလို့ရတယ်လို့ပြောပြပေးထားပါမယ်ကျွန်တော်ကိုလည်း subscribe လေးတွေနဲ့ like လေးတွေနဲ့အားပေးခဲ့ကြပါဦးဒါမှကျွန်တော်လည်းဗီဒီယိုလေးများများတင်ပေးနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်စနေတနင်္ဂနွေလို့အားရရဲ့ဒီကြိုင်တူရပဲဖြစ်ပါတယ်။တော့အခုတော့ကျွန်တော်လုပ်ပြီးကြိုင်တဲ့ profile လေးကိုဝင်ပြပါမယ်။ I see you're still in Pobu. ဒါကျွန်တော်ရဲ့အကောင့်ကအလံလို့ပို့ပြီးအလံဖြစ်ပါတယ်။လမ်းတော့ high လမ်းတော့ဒီဖြစ်ပါတယ်ဒါနဲ့ကျွန်တော်အခုမှ grammar star ပဲရှိသေးရပါကောင်းလေလားအချင်းလားအလူရပါတယ်ဗောနော်ကျွန်တော်ရဲ့အကောင့်ဓာလေးပါတော့တခြားလေးမှတ်သွားကြအောင်ဓာလေးပါတယ်အမေကတော့ GAMESJ 1 3 sin ရှိပါတယ် ID လေးကိုလည်းဒီရေးထားပါတယ်နည်းနည်းလေးဝါးနေလို့နောက်ပြီးကျောင်းတက်နေလို့ဖြစ်ပါတယ်။ကျောင်းတက်နေလို့ကျွန်တော်ဝမ်းချက်ကိုမစောပြပါဘူး။အခါတည်းမှာဝမ်းချက်ဗီဒီယိုလေးကိုကောင်းကောင်းလေးတင်ပြီးအခုတော့ဒီ rotten ဝမ်းချက်ဗီဒီယိုတော့တင်ပေးပါလိမ့်ဖြစ်တာ။ဒီစောတဲ့ဗီဒီယိုလေးကိုလေးဗီဒီယိုလေးရဲ့ Mobile Legends gameစောမယ်ဆိုတာနဲ့နောက်ပြီးဒီစောမယ်ဆိုတာနဲ့စောပြမယ် Has all that bloom are faded to wither. ဒီလေဘောနော်ရဲ့ဝန်ကျကျွန်တော်ရဲ့အောက်လိုက်ကြတယ်။ဒီကိုလည်းတီးကြမယ်လို့ထင်ပါတယ်။ဝန်ကျပေါ်တဲ့ I'll enshrine your most brilliant moment. ကြောင့်ဒီလိုတက်ကလည်းကျွန်တော်စမ်းတော့နေပါအဲ့တော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုလည်းဒီလောက်ပါပဲဒီနေ့ဗီဒီယိုတိတ်မရှိပါဘူးကျွန်တော်ရဲ့အကောင့်ကိုဝင်ကျွန်တော် live ပြတာပေါ့နော်အကောင့်တူရလည်းရှိရရှိမှာပေါ့နော်ဒါကြောင့်အားလုံးပဲတ